ကိုရင်ကမတန်ဆွမ်းမဲခြေထောက်တစ်ချောင်းမဲပါပြီးအမေရိကန်ရဲ့တရှိုးအဖြစ်လောက်ကိုင်ခဲ့တဲ့ဗာဂျီးနီးယားဟော်လို့ခေါ်တဲ့အမျိုးသမီးဒုတိယကမ္ဘာစစ်သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ဗာဂျီးနီးယားဟော်လို့ခေါ်တဲ့အမေရိကန်တရှိုးမဲတဦးရဲ့ဇာတ်လမ်းဟာရုပ်ရှင်တွေထက်တောင်မှပိုပြီးစိတ်ဝင်စားဖို့ကောင်းပါလိမ့်သူမဟာတာမန်စစ်တီတော်တူမဟုတ်ဘဲနဲ့ခြေထောက်တစ်ချောင်းဆုံးရှုံးထားတဲ့မတန်ဆွမ်းတဦးဖြစ်ပေမဲ့နာဇီရီရဲ့တိမ့်ပိုက်ထားတဲ့ပြင်သစ်မြေမှာအလွန်ထူးချွန်တဲ့တရှိုးတရားအဖြစ်နဲ့ရဲရဲဝံ့ဝံ့တာဝန်ထမ်းဆောင်ခဲ့ပါလိမ့်သူမရဲ့စွမ်းရည်နဲ့အလွန်ထူးခြားတဲ့ဉာဏ်ပညာကြောင့်မလို့နာဇီရီနဲ့အိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့ရပြီးအမေရိကန်စစ်ပွဲအောင်မြင်မှုအတွက်အရေးပါတဲ့လှည့်ဝက်ချက်တွေကိုပေးပို့ပေးနိုင်ခဲ့ပါသည်ဗာဂျီးနီးယားဟော်လို့ခေါ်တဲ့ဒီအမျိုးသမီးဟာ1930ပြည့်နှစ်လွန်နေမှာတူရကီနိုင်ငံကတန်တမန်အဖြစ်တာဝန်ထမ်းဆောင်ရင်းမတော်တဆမှုတစ်ခုကြောင့်မလို့ဘယ်ဘက်ခြေထောက်ကိုဆုံးရှုံးသွားခဲ့ရပါသည်အဲ့လိုမျိုးသူမရဲ့ကူကင်ကဆုံးရှုံးမှုကြောင့်မတန်ဆွမ်းဖြစ်သွားမှုကသူမရဲ့စိတ်ဓာတ်ကိုလုံးဝကျဆင်းသွားစေခဲ့ခြင်းမရှိခဲ့ပါဘူးဒုတိယကမ္ဘာစစ်ကြီးပြန်ပြီးတော့ဖြစ်ပွားလာတဲ့အခါမှာသူမဟာ British ရဲ့လျှို့ဝှက်စစ်စင်ရေး Special Operation Executive SOE လို့ခေါ်တဲ့အဖွဲ့အစည်းမှာဝင်ရောက်ခဲ့ပြီးအမျိုးသမီးတရှို့အဖြစ်လေ့ကျင့်မှုတွေကိုခံယူခဲ့ပါသည်သူမဟာခြေထောက်တူကိုတက်ဆင်ထားပြီးလျှို့ဝှက်တာဝန်တွေကိုထမ်းဆောင်မှုအတွက်နာဇီရီယာထိန်းချုပ်မှုအောက်မှာပြင်သစ်နိုင်ငံကိုပို့ဆောင်ခြင်းခံခဲ့ရပါသည်ပြင်သစ်မှာဗာဂျီးနီးယားဟော်ဟာသတင်းတောက်အယောင်ဆောင်ပြီးနာဇီရီယာလှုပ်ရှားမှုတွေနဲ့စစ်ရေးအခြေအနေတွေအဖိုးတန်တဲ့သတင်းအချက်အလက်တွေကိုစုဆောင်းပေးပို့ခဲ့ပါသည်သူမဟာတရှိုးနာမည်အနေနဲ့မာရီဆိုတဲ့အလှည့်ဝက်အမည်ကိုအသုံးပြုခဲ့ပြီးပြင်သစ်ခုခံရေးတပ်ဖွဲ့ French Resistance အနေနဲ့ပူးပေါင်းကတရှိုးကွန်ရက်တစ်ခုကိုလည်းထူထောင်နိုင်ခဲ့သူပါနောက်ပြီးသူမနဲ့ပတ်သက်တဲ့ထူးခြားချက်ရှိပါသေးတယ်အဲ့ဒါကတော့မတန်ဆွမ်းတဲ့သူမရဲ့ခြေထောက်တစ်ဖက်မှာတက်ထားတဲ့ခြေထောက်အတုကိုစိတ်လို့ချစ်စနုခေါ်ဝေါ်ခဲ့တာဖြစ်ပြီးဒီအရာကလှည့်ဝက်ချက်တစ်ခုလည်းဖြစ်လို့နေခဲ့ပါသည်မတန်ဆွမ်းတဲ့ဦးအနေနဲ့စေပွဲထဲမှာထူးချွန်စွာရပ်တည်နိုင်ခဲ့တဲ့အတွက်စိတ်သက်ခွန်အားရဲ့သင်္ကေတအဖြစ်အဲ့ဒီစိတ်ဆိုတဲ့နာမည်ကလေးနာမည်ကျော်ကြားခဲ့ပါသည်သူမရဲ့စွမ်းဆောင်ရည်တွေကြောင့်မလို့နာဇီရီဟာဗာဂျီးနီးယားဟော်ကိုအလွန်အမင်းကြောက်ရွံ့ခဲ့ကြပြီးLiving Lady လို့ခေါ်တဲ့ခြေထောက်ထုံးနဲ့မဲဆိုပြီးတော့နာမည်ပြောင်းပြီးထားကကမ္ဘာအနည်းအရှိဆုံးမဟာမိတ်တရှို့အဖြစ်နဲ့ကြီးညာထုတ်ပြန်ခဲ့ရပါသည်နာဇီရဲ့ထောက်လန်းရေးဌာနဖြစ်တဲ့ဂက်ဆာပိုဟာသူမကိုဖမ်းမိဖို့အတွက်မရီမတွက်နိုင်အောင်ကြိုးစားခဲ့ပေမဲ့အမြဲတမ်းရှောင်တိန်လွတ်မြောက်သွားခဲ့ပါသည်အန်နီရဲ့ရှိဆုံးအချိန်ဒီမှာတော့မှသူမဟာနာဇီတပ်တွေထိန်းချုပ်ထားတဲ့ဂိတ်တွေကိုဖျက်ဆီးပြီးစစ်ပွဲရဲ့အရေးပါတဲ့စစ်ရေးအစီအစဉ်တွေကို British နဲ့ American ကိုအောင်မြင်စွာပေးပို့နိုင်ခဲ့ပါသည်။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ Virginia Hall ဟာဒုတိယကမ္ဘာစစ်အတွင်းရဲရင်မှုဇွဲလုံးလာနဲ့မျိုးချစ်စိတ်ဓာတ်တို့ကိုအကောင်းဆုံးဖော်ပြခဲ့တဲ့အမျိုးသမီးတရှို့တူပဲဖြစ်ပါသည်။ခြေထောက်တစ်ချောင်းဆုံးရှုံးထားတာကသူမကိုအကာအကွယ်အတားအဆီးဖြစ်စေမဲ့အစားပိုပြီးတော့ခွန်အားဖြစ်စေခဲ့တာပါ။သူမရဲ့စွမ်းဆောင်ရည်တွေကြောင့်မလို့ Virginia Hall ဟာ American ရဲ့အစောဆုံးအမျိုးသမီးတရှို့အဖြစ်တမိုင်းတွင်ခဲ့ရုံသာမကခြေထောက်တစ်ဖက်ပဲရှိပေမဲ့ကြီးကျယ်ခမ်းနားတဲ့လုပ်ရက်တွေကိုလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုပြီးတပ်သေးပြခဲ့တဲ့ထာဝရသူရဲကောင်းတဦးအဖြစ်မှတ်တမ်းတင်ထားခဲ့ပါသည်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးအောင်ပါအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ